boss ချစ်ချစ်က file နေပေးခိုင်းလိုက်လို့ပါ boss လက်မှတ်ထိုးဖို့ပါ ထားခဲ့လိုက်ဒါနဲ့ချစ်ကိုမတွေ့ပါလား boss နဲ့နေ့လည်ကတွေ့ရဲ့ Mr. Kevin လေ။ तू က proposal နဲ့ quotation မိတ်တူတွေ hack copy ကိုချက်ချင်းလုပ်ချင်နေဆိုတာနဲ့ချစ်ကသွားပေးရပါပေါ့ မစ္စတာကေဗင်နဲ့တော့တွေ့ဘာလို့ကျွန်တော်မပြောပါ boss က meeting ခံထဲမှာမို့လို့ချစ်ကမပြောသွားတာပါဒီစီကိုတော့မာခဲ့ပါရဲ့ဟုတ်ဘာဖြစ်လို့လဲ မစ္စတာကေဗင်နဲ့မှချိန်ထားတယ် Mr. Kelvin, no. Don't do it. What's I wrong, won't. Angel? Just Stop. a drink. Stop. Have Stop. it. Enjoy. No, I cannot. Mrs. Ship, you and I, we are now partners. I mean business partner. Enjoy, relax. No, please. No, Have please. it. Come on. No, Mr. Kevin. Just No, relax. thank you. Just have a No, drink. thank you. Just one. Please stop it. Stop. Just Come one. on, I don't want Just to. one. Just one. ချစ် Hey Kevin learn to be a gentleman don't ever treat a girl like this never if she say no you must respect ချစ်ဘာလို့တရားထဲလာရလဲ Oh, too busy. Our project is cancelled no more talk Just a drink. Yes it's serious we are done here Good day. Chill. La lu lu ya bi today. ချစ်အဲ့ကောင်ဘာကောင်လဲဆိုတာမင်းသိရတဲ့နဲ့ဘာလို့တယောက်ထဲလာလဲအခုတွေ့ရင်မလားဒီကောင်ဘာကောင်လဲဆိုတာ သူကမနှက်ဖြန်မနှက်အစောကြီးစင်းကိုပြန်ရမှာတဲ့အဲ့ဒါ proposal စာရွက်တွေယူသွားချင်တယ်ဆိုလို့ချစ်ကရုံးစင်တာနဲ့တခါလေးလာဝင်ပေးလိုက်တာ sorry about that မင်းဘာမှတောင်းပန်စရာမလိုတောင်းပန်မှအဲ့ကောင်တော်ပြီအဲ့ project ကြီးဘာမှဆက်မလုပ်တော့ငါအကုန်ဖြတ်တယ်ဒါပဲ ကိုတက်ဘယ်လိုလုပ် စကားမရှိနဲ့ငါမင်းရဲ့ boss တယ်ဒီမင်းရဲ့ဆိုလဲငါဖြတ်တယ်လို့ပြောလိုက်မင်းအဲ့လိုယောက်ျားကြီးနဲ့ဘာမှဆက်လုပ်စရာအကြောင်းကိုမရှိတာမင်းယောက်ျားတွေကိုမယုံနဲ့မှားသွားမယ်